ကဲအားလုံးပဲဒူဒီဝါဒနာရှင်ကြီးကိုမောင်နှမအားလုံးကိုမင်္ဂလာပါကျွန်တော်ကိုစိုးကနေပြီးတော့ဒီတစ်ပတ်30ရက်6လ2025နေ4ရက်9လ2025တစ်ပတ်စာကကလေးကိုလာရောက်ပြီးတော့ပြရတာဖြစ်ပါတယ်တုံးတယ်မယ်ဆိုရင်ကိုကြီးကိုမောင်နှမတွေယူတုံးလို့ရပါတယ်တစ်ပတ်စာပတ်တီအနေနဲ့ဆော့မယ်ဆိုရင်4 9 4နဲ့9ကြိုက်တဲ့အလုံးကိုပတ်ပါပုတ်တုံးမကြော်ပါဘူးနှလုံးလုံးထွက်ပါတယ်ပတ်တီဆော့မယ်ညီကိုတွေကပတ်တီပဲဆော့ပါကြိုက်တဲ့အလုံးကိုအရင်ပတ်ပါနှလုံးလုံးတော့ပြိုင်လို့မပတ်ပါနဲ့လေးကြိုင်လေးကိုအရင်ပတ်ပါကိုကြိုင်ကိုအရင်ပတ်ပါမွေးကနန်းအနေနဲ့ဆော့မယ်ညီကိုတွေကဒီဆက်ဘက်ကိုအားတော့ထိုးရမယ်ဒီဆက်ဘက်ပဲထိုးနှစ်ကွက်လောက်တော့အပတ်တိုင်းထွက်တယ်နှစ်ကွက်ထွက်ရင်နားပါပတ်တီဆော့တဲ့ညီကိုတွေကမွေးကနန်းမဆော့ပါနဲ့မွေးကနန်းဆော့တဲ့ညီကိုတွေကလည်းပတ်တီမဆော့ပါနဲ့မွေးကနန်းဆော့မဲ့ညီကိုတွေကတော့ဒီတစ်ပတ်ထဲမှာ4 9ဆိုတဲ့တစ်ခွက်ကိုနည်းနည်းသတိထားပြီးတင်းဆော့ပါဝါလည်းဖြစ်နေတဲ့အတွက်ဒီကနန်းထွက်ဖို့များပါတယ်အဲ့ဒါပြီးတော့လေးလုံးခွေဆော့မဲ့လူတွေကတခုလို့ရှိတယ်နော်လေးလုံးခွေဆော့မဲ့ဆိုရင်ဒီအပူ3ခွက်ကိုပါထည့်ဆော့ပါလေးလုံးခွေဆော့မဲ့အခွေတီးတက်ဆော့မဲ့ညီကိုတွေကလေးလုံးခွေဆော့ရင်အပူကလည်းလာဖို့များတဲ့အတွက်လာနိုင်တယ်အဲ့တော့5ဘူး6ဘူး9ဘူးပါထည့်ဆော့ပါဒီလေးလုံးအခွေရလဲဒါတစ်ပတ်လုံးဆော့မှာနော်ဒီလေးလုံးခွေရလဲအပူပါထည့်ခွေရမှာဖြစ်ပါတယ်တက်စီဆော့ပါအကုန်လုံးတိုက်ပြီးတော့တပြိုင်တည်းမဆော့ပါနဲ့ဒါတော့တစ်ပတ်စာပရိတ်9 9ပရိတ်ပါပရိတ်က9 9ပရိတ်9 9ပရိတ်ကို9ပရိတ်ထွက်9ပရိတ်ထွက်တစ်လုံးထွက်တာနဲ့ပရိတ်ကရပ်ပါမယ်တစ်လုံးထွက်ရင်ပရိတ်ရပ်ပါမယ်ပတ်တီကတော့4 9ပတ်တီကတော့ကြိုက်တဲ့အလုံးကိုအရင်ပတ်ပုံတော့မကြောက်ဘူးကျွန်တော်ကြိုက်ဆိုရင်တော့ကိုပတ်တီကိုပို့ကြိုက်ပါတယ်လုံးဝမပြောက်ပါဘူးဒီကိုပတ်တီကလုံးဝမပြောက်ပါဘူးဒီမွေးကနန်းဆော့မယ်ညီကိုတွေကလည်းမွေးကနန်းကတစ်ပတ်လုံးဆော့ရမှာပါဒီတစ်ပတ်ကဖောင်းရက်ပိတ်ရက်မရှိပါဘူးဖောင်းရက်ပိတ်ရက်မရှိတဲ့အတွက်တစ်ပတ်လုံးအပြည့်ဆော့ရမှာဖြစ်ပါတယ်တစ်ပတ်လုံးအပြည့်ဆော့ရမှာဆိုတော့ပတ်တီကစားမယ်ညီကိုတွေကမွေးကနန်းအခွေပရိတ်ကိုမဆော့ပါနဲ့ပတ်တီတူပဲဆော့ပါဒါမှထွက်ရင်မြတ်ကြမ်းပါပါအကုန်ဆော့ရင်တော့လုံးနဲ့ချက်ပြဖြစ်နေလေပါလိမ့်မယ်အကုန်လုံးကိုတပြိုင်တည်းဆော့ရင်လုံးနဲ့ချက်ပြဖြစ်ပါလိမ့်မယ်မြတ်လိုက်ရှုံးလိုက်ပဲဖြစ်ပါလိမ့်မယ်အမြတ်ကြမ်းဆော့မှာဖြစ်တဲ့အတွက်ပတ်တီဆော့မယ်ညီကိုတွေက4နဲ့9ကြိုက်တဲ့ပတ်တီကိုတစ်လုံးပဲဆော့ပါတစ်လုံးထွက်ပြီးမှနောက်တစ်လုံးဆက်ဆော့ခြင်းနဲ့ဆော့ဖို့မွေးကနန်းကတော့တစ်ခွက်နှစ်ခွက်တစ်ခွက်ထွက်လို့မြန်လေရပ်ပေါ့တစ်ခွက်ထက်လို့မမြတ်သေးလို့ဆက်ဆော့ခြင်းနဲ့ဆိုလဲတ
ထက်ဆော့ပေါ့နှစ်ကွက်ထွက်ရင်တော့အကျိန်းတွေရကပါမယ်နှစ်ကွက်ထွက်ပြီးတော့ရင်တော့မွေးကနန်းကိုဆက်မဆော့တော့ပါဘူးအခွေကတော့တစ်ချိန်ထွက်ပြီးတာနဲ့ရပ်ပါအခွေကတစ်ချိန်ထွက်ပြီးတာနဲ့ရပ်ပါမယ်အပူအခွေဆော့တဲ့လူတွေကအခွေရောအပူတော့ဝက်ကိုတွဲဆော့ဒီနှစ်ခုကိုတွဲဆော့မယ်နော်ဗရိတ်သမားတွေကတော့ငါကိုပဲကြိုက်တယ်လို့သာဆော့တလုံးဗရိတ်တလုံးထွက်တာနဲ့ရက်တာရက်အဲ့ဒါလေးဟိုးတက်ပြီးတော့မျှဝေပေးတာပါအဲ့ဒါလေးကိုတက်ပြီးမျှဝေပေးတာပါနေတိုင်းဒီသုံးလုံးကိုတော့နေတိုင်းဒီသုံးလုံးကိုတော့တနင်္လာနေ့မနေ့မှာပဲ YouTube ရဲ့ short အနေတင်ပေးပါမယ်တင်နေကြအတိုင်းနေတိုင်းဒီသုံးလုံးပုံမှန်တင်ပေးပါမယ်သူကတခုရှိတာကနေတိုင်းဒီသုံးလုံးကသူကမထွက်ရင်လည်းနေရောထွက်ရင်လည်းထိပ်စီးဖြစ်တာများတယ်နောက်ပိတ်ထွက်ခဲ့တယ်ဒါပေမဲ့ဒီပဲကိုင်းဆော်တာကောင်းပါလေဒီတိုင်းနေပဲဆော့နေလိုက်ဒီသုံးလုံးကတနင်္လာနေ့မနေ့ကြာကမှတင်ပေးမယ်ပြီးတော့တနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်ပြီးသွားရင်ကြာသပတေးတောက်ကြ2ရက်တော့ပတ်တိတစ်လုံးနဲ့မွေးနှစ်ကွက်အဲ့ဒါရှိပါတယ်တော့တနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်ထွက်ပြီးမှပတ်တိရတစ်လုံးမွေးကနန်းနှစ်ကွက်အဲ့ဒါကတော့လိုချင်လို့ရှိရင်ဒီ channel ရဲ့အပေါ်မှာဖုန်းနံပါတ်တင်ပေးထားပါတယ်အဲဖုန်းနံပါတ်က Viber နေပြီးတော့လာယူပါဒီတစ်ပတ်လည်း free ပဲပေးမှာပါ free ပေးတာပါလာယူပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးထားကြပါဦးလက်မလေးတွေလည်းနှိပ်သွား subscribe လေးလည်းနှိပ်သွားကြပါဦးအားလုံးသောညီကိုမောင်နှမတွေထိုးတိုင်းပေါက်တိုင်းမြတ်ကြပါစေဒါပါပဲအဲ့ဒါလေးတက်ပြီးတော့ပြောတာပါဒါလေးကိုဗီဒီယိုဖိုင်လေးလုပ်ပြီးတော့တင်ပေးတာဖြစ်ပါတယ်ဒါဆို short မှာကြတော့မိနစ်ရှိရင်တင်လို့မရအောင်အတူလေးပဲတင်လို့ရတာဆိုတော့စကားလေးလည်းနည်းနည်းပြောချင်တာနဲ့ဗီဒီယိုဖိုင်လေးလုပ်ပြီးတင်ပေးတာပါတိတ်ပြီးတော့လည်းမလုပ်တတ်ပါဘူးဗီဒီယိုဖိုင်ကတိတ်ကြမ်းကြမ်းနေတယ်မလုပ်တတ်သေးဘူးအခုမှ channel လေးအသစ်ကလေးဆိုတော့ရတာလေးပါပဲဖုန်းနံပါတ်ကတော့ channel လေးကိုဝင်ကြည့်လိုက်ရင်တွေ့ပါလိမ့်မယ် decoration မှာတင်ထားပါတယ်ဖုန်းနံပါတ် Viber ဖွင့်ထားပါတယ်အဲဒီကနေပြီးတော့ကြာသပတေးတောက်ကြ2ရက်အတွက်ပတ်တိတစ်လုံးနဲ့မွေးကနန်းကိုအဲ့ရနေပြီးတော့ free လာယူပါအားလုံးသိချမ်းသာကိုချမ်းသာရှိကြပါစေဗျာ